ဇိုင်းရင်မိုးကိုအခုလိုပြောလိုက်မှုလို့ဖန်တွေကြားထဲလူပြောများနေတဲ့ရှိုးလေးမင်္ဂလာပါပိတ်တာများရှင်လွန်ခဲ့တဲ့နေ့ကဇိုင်းရင်မိုးနဲ့ရှိုးလေးတို့ကဆရာကျော်လွင်စီစဉ်တဲ့ပွဲတစ်ပွဲမှာအတူတူဆုံတွေ့ခဲ့ကြပါတယ်။ထုံးစံအတိုင်းပဲဇိုင်းရင်မိုးကအနေအေတူပီပီရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့လည်းသိပြီးတော့မှမရင်းနှီးတူလေးမို့လို့သူ့ဘာသာသူအေးဆေးဆေးနေခဲ့ပါတယ်။ဒါပေမဲ့လေရှိုးလေးကတော့ဇိုင်းရင်မိုးကိုခင်မင်ခြင်းတဲ့အတွက်ကြောင့်မို့လို့စကားတွေလိုက်ပြောပြီးတော့မှလိုက်မိတ်ဆက်နေခဲ့တာပါ။ပွဲကနေအပြန်အင်တာဗျူးမှာရှိုးလေးကဇိုင်းရင်မိုးနဲ့ပတ်သက်လို့အခုလိုပြောလိုက်ပါတယ်။ဇိုင်းရင်မိုးကသူ့ရဲ့အောင်မြင်မှုတွေကိုသူမသိဖြစ်နေတာပါတယ်။ဒီလိုလူငယ်လေးတွေဆိုတာကမိန်းကလေးပိတ်သက်တွေရဲ့အသေးဆွဲဖြစ်ပြီးတော့ရှိုးလေးတို့လိုဝိုင်းရင်တရုပ်ဆောင်တွေထက်တောင်အခုနောက်ပိုင်းမှာပို့ပြီးတော့နာမည်ကြီးနေတာပါဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ဇိုင်းရင်မိုးကိုလည်းကိုယ့်ရဲ့အောင်မြင်မှုကိုကိုသိဖို့နဲ့အောင်မြင်မှုကိုတန်ဖိုးထားဖို့အတွက်အမကြီးအမိရပြီးအင်တာဗျူးကနေတဆင့်ဆုံးမပြောဆိုသွားပါသေးတယ်။ဒါကြောင့်မလို့ဇိုင်းရင်မိုးဖန်တွေကလည်းဒီလိုမင်းသားလေးကိုအလေးထားဆုံးမပေးတဲ့ရှိုးလေးကိုအရန်နေတဘောကြပြီးချီးကျူးနေကြတော့တာဖြစ်ပါတယ်ရှင်။မင်းသားလေးဇိုင်းရင်မိုးရဲ့မွေးနေ့မှာအကအလှနဲ့မွေးနေ့လက်ဆောင်ပေးရမယ်ကေတုမတီပုံမှာအငိတ်မင်းသမီးပုံမှာကအကကောင်းတူဖြစ်ပြီးအခုဆိုရင်တော့ဇက်တော်ကြီးတစ်ခုမှကပြဖို့အတွက်လေ့ကျင့်နေပါပြီ။မင်းသားချော်လီဇိုင်းရင်မိုးရဲ့မွေးနေ့ပွဲကြီးမှာပေါဝင်ဆင်နွှဲဖို့အတွက်သက်တိုက်လေ့ကျင့်နေပြီးတော့အခြားလက်ဆောင်ပစ္စည်းတွေပေးရမယ့်အစားအနည်းပညာရှင်တူဖြစ်လို့အကအလှတွေကိုတုံးချပြီးတော့ဇိုင်းရင်မိုးအတွက်ရောလာရောက်ကြည့်ရှုကြမဲ့တပင်ရှစ်ဗိဒ္ဓကြီးအတွက်ပါအမတ်တရမွေးနေ့လက်ဆောင်အဖြစ်အကောင်းဆုံးဖြောဖြေတင်ဆက်ပေးသွားမှာပါဒီမွေးနေ့ပွဲကြီးရဲ့အထူးခြားဆုံးကတော့ပုံမှန်ကဇတ်တော်ကြီးတစ်ခုဖြစ်တဲ့ဇတ်တာစင်မင်းဇတ်တော်ထဲကသုလာတုပ္ပတာမိဖုရားကြီးရဲ့နေရာကနေအဓိကတရုပ်ဆောင်ကပ်ပြသွားမှာဖြစ်ပါတယ်သုလာတုပ္ပတာဇာယုတ်ကအတိတ်ဘဝကအဂါတတရားတွေယဉ်နှက်စရာနာကျင်မှုတွေနဲ့ငိုကြွေးရမှာဖြစ်ပြီးအမှုရာတွေကိုပိုင်ပိုင်နိုင်ဖော်ဆောင်ရတာဖြစ်လို့ရုပ်ဆောင်ရတာခက်ခဲပါတယ်။မင်းသားလေးဇိုင်းရင်မိုးရဲ့မွေးနေ့ပွဲကြီးမှာတက်ကြွတဲ့ပညာရတွေနဲ့ဂုဏ်ပြုလက်ဆောင်ပေးဖို့သတ္တဆင်မင်းဇတ်တော်ကြီးထဲကခက်ခဲတဲ့သုလာတုပ္ပတာနေရာကနေပြင်ဆင်နေပါတယ်။ဝိုင်းရင်မင်းသမီးကြီးတွေတောင်တိတ်တိတ်ရှက်ရှက်အချိန်ယူလေ့ကျင့်ရပြီးတော့မင်းသမီးလေးပုံမှန်ကတော့ပိသက်တွေအားရကျေနပ်စေဖို့အတွက်ကြိုးစားနေပါတယ်။အခြားလက်ဆောင်တွေကိုပေးရှင်ပေးမယ်ဇိုင်းရင်မိုးကိုပေးမဲ့လက်ဆောင်တွေကများနိုင်တာကြောင့်သုလာတုပ္ပတာအဖြစ်နဲ့တရုပ်ဆောင်မဲ့လက်ဆောင်ကတော့အမြဲတမ်းအမှားရနေမဲ့လက်ဆောင်ဖြစ်ပါတယ်။ online ပေါ်မှာတချို့ကဇိုင်းရင်မိုးအောင်မြင်ကြွကြွတော့မှာဘုမကိုဆရာတွေကကမ်းလှမ်းတာလားဆိုပြီးဝေဖန်တာမျိုးတွေရှိခဲ့ပူပါတယ်။ဇိုင်းရင်မိုးအောင်မြင်တော့မှကမ်းလှမ်းတာမဟုတ်ပဲသုလာတုပ္ပတာနေရာမှာကပြဖို့အတွက်အရင်ကလေးကဆရာအောင်ကျော်ထွန်းကကမ်းလှမ်းခဲ့တာပါ။ဇိုင်းရင်မိုးနဲ့အတူသုလာတုပ္ပတာအဖြစ်တရုပ်ဆောင်မဲ့မင်းသမီးလေးဘုမကိုအားပေးကြမှာလားဆိုတာကိုမမှပြောပြခဲ့ပါအောင်ရှင်။တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်။